စားကငံပါတယ်တကြားကချိုးပါတယ်အငတ်တက်လိုချင်ရင်တော့စားကိုထပ်ပေါ့အချိုတက်လိုချင်ရင်တော့တကြားကိုထပ်ပေါ့ဒါကတော့ရိုးရိုးရှင်းလေးပါဒါပေမဲ့စားထည့်ရမယ့်နေရာမှာတကြားထပ်မိရင်ပဲဖြစ်ဖြစ်တကြားထည့်ရမယ့်နေရာမှာစားထည့်လိုက်ရင်ပဲဖြစ်ဖြစ်အရသာပျက်စီးတတ်ပါတယ်စားနဲ့တကြားဟာမရှိမဖြစ်အရာတွေပါဒါပေမဲ့အထက်မားရင်ပဲဖြစ်ဖြစ်အမားထက်ရင်ပဲဖြစ်ဖြစ်အစင်မပြေတော့ပါဘူးဒီလိုပဲကိုနဲ့ဆက်ဆံတဲ့လူတွေကြားထဲမှာလည်းစားနဲ့တူတဲ့လူတွေရှိတတ်တယ်။တကြားနဲ့တူတဲ့လူတွေလည်းရှိတတ်တယ်။စားနဲ့တူတဲ့လူတွေကအငတ်တက်ပေးတယ်။တကြားနဲ့တူတဲ့လူတွေကအချိုတက်ပေးတယ်။စားလို့လူကိုစားလို့ပေါင်းသင်းဆက်ဆံရတယ်။တကြားလို့လူကိုတကြားလို့ပေါင်းသင်းဆက်ဆံရတယ်။ဘလို့လူမျိုးမှာတန်မိုးမဲ့တဲ့လူဆိုတာမရှိပါဘူး။လူတိုင်းမှာတန်မိုးကိုယ်စီရှိကြပါတယ်။ကိုတိထားရမှာကဒီလူကစားလို့လူလားဒီလူကတကြားလို့လူလားဆိုတာကိုခက်ကြသိရမှာပါ။လူပေါင်းမားတဲ့ဆိုတာလူတွေရဲ့အကြောင်းကိုမသိလို့ပဲဖြစ်ပါတယ်။လူတွေရဲ့အကြောင်းကိုသိလိုက်ရင်တော့အမှားနဲသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ဘ ഹു တုတအတိတုတတစုံတရာရရှိသွားလိမ့်မယ်လို့လည်းအပြည့်အဝယုံကြည်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်လည်းထုံးစံတိုင်းပဲ subscribe follow like comment share လေးနဲ့တော့ပေးဖို့ကိုလည်းပြောချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ